အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြရကြိုဆိုပါရစေဒီနေ့မှာတော့ TikTok account ဘလော့နီးနဲ့ဘလော့ထားတဲ့လူကိုပြန်ဖြည့်တဲ့နီးဒီနီးလန်းနှမျိုးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ကြည့်ပြီးပါဗျာကျွန်တော်ကိုဘလော့ထားတဲ့လူကိုဘယ်လိုပြန်ဖြည့်လို့ရမလဲဆိုတဲ့မိကုန်းလေးတွေကျွန်တော်အများကြီးပဲမေးထားတဲ့အတွက်ဒီဗီဒီယိုလေးနဲ့ပြပြလိုက်ခြင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ TikTok တွေဝင်လိုက်ပါဗျာTikTok တွေကိုရောက်သွားပြီဆိုရင်တော့ကိုဘလော့ချင်တဲ့သူပေါ့နော်ကိုဘလော့ချင်တဲ့သူရဲ့ wall တွေကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားရင်အပေါ်ဆုံးမှာရှိတဲ့ဒီမြားလေးရှိရပေါ့နော်ဒီတောင်လေးမှာမြားလေးရှိပါတယ်အဲ့နေရာလေးကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်တော့အောက်မှာရှိတဲ့ block ဆိုတာလေးရှိပါတယ်ဒီနေရာလေးပါ block ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲ့ပြီးတော့ block ဆိုတာနှိပ်လိုက်ပါနော်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒါ block ပြီးသွားပါပြီနော်အဲ့ပြီးသွားရင်သူ့ကိုကတကယ်လို့စိတ်ပြန်ပြေလို့ပဲဖြစ်ဖြစ်ပြန်ဖြီးပေးချင်တာပဲဖြစ်ဖြစ်ဘယ်လိုပြန်ဖြီးလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဒီ profile လေးကိုဝင်လိုက်ပါနော်ကိုယ့်ရဲ့ profile လေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်အပေါ်ဆုံးမှာရှိတဲ့ဒီမှာမြင်းလေး၃ချောင်းရှိရပါနော်အဲ၃ချောင်းလေးကိုပြန်ပြီးတော့ဝင်လိုက်ပါဗျာဝင်သွားရင် setting and privacy တွေကိုဝင်လိုက်ပါအောင်နာမှာဒါလေးဝင်လိုက်ပါဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ private ဆိုတဲ့ဒီနေရာလေးရှိပါတယ် privacy ဆိုတဲ့ဒီနေရာလေးပေါ့နော်အဲ့ဒါဝင်လိုက်ပါဝင်ပြီးတော့အောက်ဝင်နေဆွဲချလိုက်ပါဆွဲချပြီးသွားရင်ကျွန်တော်တို့ဒီနောက်အောက်ဆုံးမှာပဲ block account ဆိုတာရှိရအောင်နော် block tag account ဆိုတာရှိပါတယ်ကို block ထားတဲ့သူတွေဒီနားမှာရှိပါတယ်အဲ့ဒါဝင်လိုက်ပါအဲ့ပြီးသွားရင်ကျွန်တော်ကဒီမှာ block ထားပါတော့သူ block ထားတယ်ခုနစောပိုင်းက block ပြထားတဲ့ဟာလေးပေါ့နော်ကိုကတကယ်လို့ပြန်ပြီးတော့စိတ်ပြေရပဲပြန် block ပြန်ဖြည့်ချင်တယ်ဆိုရင်ဒီလိုမျိုးနီလန်းလေးလုပ်ပြီးတော့ဖြည့်လိုက်ပါတော့အဲ့နေရာလေးကိုနှိပ်လိုက်ပါ unblock ဆိုတဲ့နေရာနှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ဒီလိုမျိုးအနီရောင်လေးဖြစ်သွားရင်ဆိုရင်တော့ကျွန်တော်တို့ရသွားပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကတစုံတရာအကျိုးကျေးဇူးရှိမယ်ဆိုရင် like and share လုပ်ပြီးတော့ပါခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်